တေချာတော့ရေးဘလူးအိပ်ပျော်မှာတော့မဟုတ်ဘူးဘာသူရှိတဲ့နေရာမှန်သမျှကိုတက်မတော်ကင်းထောင်နေမှာပဲကြုံကြုံဆိုလေးနဲ့ကျွေးမှာပဲဘာကြောင့်လဲဆိုတော့ဒီလောက်ရဲဆက်ဆက်အကြမ်းဖက်စိတ်ဓာတ်နဲ့ခုတ်ထစ်တက်ဖြတ်နေတဲ့မရိုင်းရမ်းကားတဲ့ဒီလိုကောင်မျိုးကိုတက်မတော်ကလည်းချီမုန်းမယ်ဆိုတဲ့စိတ်သူ့မှာရှိတယ်အဲ့ဒါကြောင့်ဒီကောင်ရှိတဲ့နေရာမှန်သမျှကင်းလိုက်ထောက်တယ်ဒါရေးဘလူးလည်းအိပ်ပျော်ပဲပုံမပေါ်ဘူးဗျဒီကောင်တေချာဒီကောင်ရှိတဲ့နေရာတိုင်းဒီကောင်နေတဲ့နေရာဒီကောင်ညအိတ်တိုင်းတော့ညအိတ်တော့ဒီနေရာအကြောင်းပြပြီးဟိုနေရာပြောင်းရင်အဲ့ဒါမျိုးတွေဒီကောင်နေရမယ့်သဘောတော့ရှိတယ်ဒီနေ့ဆက်လက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တဘာဝဘေးအန္တရာယ်နဲ့နိုင်ငံရေးပြည်ပခါတွေတပြိုင်နက်တည်းရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေနဲ့ဆက်ဆက်နေပါတယ်။ရွှေဘုံမြို့နယ်အတွင်းရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုကနေစတင်ပြီး PDF တွေနဲ့လက်နက်ကိုင်ဖွဲ့တွေရဲ့အခြေအနေရေဘေးကယ်ဆယ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေကြားဆက်နွယ်နေတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ဒါအပြင်လက်နက်ကိုင်ပြည်ပခါတွေနဲ့တိုက်ပွဲတွေကြားမှာပြည်သူတွေမျှော်လင့်နေတဲ့ငြိမ်းချမ်းရေးအခြေအနေကဘယ်လိုဖြစ်လာနိုင်မလဲဆိုတဲ့အမြင်တွေကိုလည်းဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ဖြစ်စဉ်တွေနဲ့ပြောဆိုချက်တွေကိုအစအဆုံးဆက်လက်ကြည့်ရှုနားဆင်ပေးကြပါရေဘလူးလည်းကြည့်ရတာဒီကောင်တဖြည်းဖြည်းနဲ့အိပ်ပျော်ပဲပုံမပေါ်ဘူးကြဘာလို့လဲဆိုတော့ဒီမနေ့ကဩဂုတ်လ17ရက်နေ့လယ်ပိုင်းမှာနော်ဒီရေဘလူးရှိတယ်လို့ယူဆရတဲ့ခြေထိုက်တယ်ယူဆရတဲ့ရေးမြို့နယ်တွေကစကန်တစ်ခုကိုတက်မတော်ကလေနဲ့ဘုံကျဲရေးမြို့နယ်မြောက်ပိုင်းမှာနော်လိတ်ပုတ်တို့နတ်ကြီးတို့ချောထာတို့အဲ့ရွာဘက်တွေကိုတက်ကလေနဲ့ဘုံကျဲတယ်ဘုံကျဲပြီးတော့ဒီဘုံကျဲရုံတွေမဟုတ်စစ်တပ်တွေပါပြစ်တယ်ဆိုပြီးတော့ရေးဘလူးဘက်ကနေပြီးတော့သူကထုတ်ပြန်ပြောလာတွေ့ရတယ်ဆိုတော့ဟုတ်လားဆိုတော့တက်ကလေနဲ့ဘုံကျဲတာတို့ဘာလို့ညာရှိခဲ့တယ်လို့ကျွန်တော်ကြားတယ်သို့တော့ရေးဘလူးရှိတဲ့စကန်မို့လို့ကျဲတယ်မကျဲဘူးတော့ကျွန်တော်မကြားဘူးဒါပေမဲ့ရေးဘလူးကတော့သူရှိတဲ့စကန်လို့ယူဆပြီးကျဲပါတယ်ဆိုပြီးတော့သူကသူ့ရဲ့ Facebook စာမျက်နှာပေါ်ကနေပြောပြီးတော့မကျေနပ်ဘူးကွာဘာကွာညာကွာပဲဒီကောင်လေးမှတ်ထားအောင်လို့ဘာလို့ညာတို့ညိုးတယ်တေးတယ်ပေါ့ဗျာပြောကြတော့ကျွန်တော်ဘာမှမပြောလို့ဒါပေမဲ့တေချာတော့ရေးဘလူးအိပ်ပျော်မှာတော့မဟုတ်ဘူးဘာသူရှိတဲ့နေရာမှန်သမျှကိုတက်မတော်ကကင်းထောင်နေမှာပဲကြုံဆိုလေးနဲ့ကျွေးမှာပဲဘာကြောင့်လဲဆိုတော့ဒီကောင်တွေကိုချေမောရမယ်ဆိုတော့တက်မတော်ကနားလည်ထားတယ်ဒီကောင်တွေလောက်တာရက်ဆက်ဆက်နဲ့ပြည်သူလူထုကိုနှိမ့်ဆက်နိုင်ခြင်းတပ်ဖြတ်ထားတာတွေလောက်ထားတော့တက်မတော်လည်းဒီကောင်တွေကိုရှင်းရမယ်ဆိုတော့တက်မတော်လည်းသိတယ်အစိုးရလည်းသိတဲ့ခါကျတော့တက်မတော်သားတွေလည်းမှတ်ထားတယ်ဒီရေဘလူးရက်ဆက်လုပ်ခဲ့တဲ့တပ်ဖြတ်ခဲ့တဲ့ဟာတွေကျွန်တော်တို့မှတ်တမ်းတွေဗီဒီယိုဓာတ်ပုံတွေရှိသေးတယ်နော်တေနဲ့လူတော့ခေါင်းကိုဓာတ်နဲ့ခုတ်နေတဲ့ဗီဒီယိုဖိုင်တွေခုတည်းရှိသေးတယ်နော်မှတ်တမ်းတွေဓာတ်ပုံတွေရှိသေးတယ်ဆိုတော့ဒီလောက်ရက်ဆက်အကြမ်းဖက်စိတ်ဓာတ်နဲ့ခုတ်ထစ်တပ်ဖြတ်နေတဲ့မရိုင်းရမ်းကားတဲ့ဒီလိုကောင်မျိုးကိုတက်မတော်ကလည်းချီမုန်းမယ်ဆိုတဲ့စိတ်သူ့မှာရှိတယ်အဲ့ဒါကြောင့်ဒီကောင်ရှိတဲ့နေရာမှာကင်းလိုက်ထောက်တယ်ဒါရေးဘလူးလည်းအိပ်ပျော်ပဲပုံမပေါ်ဘူးဗျဒီကောင်တေချာဒီကောင်ရှိတဲ့နေရာတိုင်းဒီကောင်နေတဲ့နေရာဒီကောင်ညအိတ်တိုင်းတော့ညအိတ်တော့ဒီနေရာအကြောင်းပြပြီးဟိုနေရာပြောင်းရင်အဲ့ဒါမျိုးတွေဒီကောင်နေရမယ့်သဘောတော့ရှိတယ်ဒီကောင်သူရှိတဲ့နေရာပေါ်တယ်မကြီးညာရဲဘူးဘာကြောင့်လဲဆိုတော့သူကြီးညာတဲ့နေရာဘုံကျက်ခံမှာသူသိတယ်အဲ့တော့သူတတိရှိရဆိုတာသူရှိတဲ့နေရာတော့မကြီးညာရဲတဲ့အထိမကြီးညာရဲတဲ့အထိဖြစ်နေတယ်သူတတိရှိရဆိုတာတော့မေးစရာတော့ဖြစ်တာပေါ့နော်ဒီလိုတော့ရှိတယ်အဲ့တော့ဘယ်လိုဖြစ်တမတော်တော့တောက်လျှောက်ရေဘလူးနောက်ကိုလိုက်မှာဒီကောင်တွေတမန်တော်စေချောက်ဆိုတော့ဒီကောင်ညဘက်ကောင်းအိပ်ပျော်မပုံတော့မပေါ်ဘူးပြီးဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ကိုနာလူကိုမယုံနေဖြစ်လာမယ်စိုက်ကိုတွေဖောက်လာသူနာကိုရောက်လာတဲ့ဒီနေ့မှာ PDF ဖြစ်နေအလင်းဝင်လာတယ်တို့သူဗာလဲဒီ PDF တွေဝင်လာပါတယ်တို့စစ်သားတွေကအလင်းဝင်တယ်တို့အဲ့ဒါတွေကို तू ကလက်ခံအဲ့ထဲမှာတချို့တွေကသူနာကိုရင်းနှီးအောင်နေသူနဲ့အရက်တူတော့မိဟိုအတင်းတခါတည်းတကယ်ကိုသူယုံကြည်အောင်ဖြစ်အောင်နေအနာတီတော့ပြီးတော့မတိတ်ပြီးနောက်ကျောတန်းနဲ့ဒိုင်းကိုပြစ်ထည့်တာမျိုးလေမဖြစ်ဘူးလို့မပြောနိုင်ဘူးခဏစောင့်ကြည့်ဘာလို့ဒီကောင်တွေဒီလိုပဲဖြစ်မှာဘာလို့လဲဆိုတော့သူတို့လုပ်ခဲ့တဲ့ဟာသူတို့ကသူများအသက်တွေကိုသူတို့ရဲ့တနတ်တွေနဲ့သူတို့ရဲ့ဒီဘာလို့ဆိုလက်နက်တွေနဲ့သူများအသက်တွေကိုရဲဆက်တပ်ဖြတ်ခဲ့တဲ့လူတွေဖြစ်တဲ့အတွက်တနတ်နဲ့သူများအသက်ကိုတတ်တဲ့လူကသူတို့အသက်လည်းပြန်သေးတတ်တယ်သူများအသက်ကိုအရသာဘာမှမသိညာမသိပြည်သူလူထုပေါ့ဒီလုံးကြံတပ်ဖြတ်တဲ့လူတွေကရက်ဆက်ရမ်းကားတဲ့လူတွေကအဲ့တနတ်ကြောင့်ပဲပြန်တော့ခွက်ရောက်တတ်တယ်ဒါကြောင့်မလို့သူတို့ကဒီလက်နက်ကြောင့်ပဲသူတို့ပြန်ပြီးတော့တော့ခွက်ရောက်မှာသိကြတယ်ဘယ်နဲ့ဘယ်ရဲ့ဘယ်ခါဆိုတော့မသိပေမဲ့သိကြတာတော့သူအိပ်ပျော်မှာမဟုတ်ဘူးဒီအိပ်ပျော်မဟုတ်အဲ့တော့ကောင်းအိပ်ဖို့ကွာအိပ်ပျော်အိပ်ကြပေါ့ဒါပေမဲ့လည်းအိပ်ပျော်အိပ်ကြပေါ့ဒါပေမဲ့လည်းသိကြတယ်တနေ့တစ်ချိန်မှာတော့ငင်းချမ်းရတာယူမလာပဲနဲ့ဆက်တာသွားနေတနေ့တစ်ချိန်မှာရေးဘလူးလဲတယောက်ကတတ်လို့သေးပါတယ်ဆိုတော့ဖြစ်လာနိုင်တယ်တယောက်ကတတ်လို့သေးတာတော့ဘုံကျဲနဲ့ထိပြီးသေးသွားတာဆိုတော့ဖြစ်လာနိုင်အဲ့တစ်ချက်ဖြစ်နိုင်တယ်တယောက်ကသူ့လူရင်းနဲ့တယောက်ပြစ်တက်လိုက်တယ်ဆိုတာမျိုးတွေနော်ဒါမှမဟုတ်လဲဘုံကျဲနဲ့ထိပြီးသေးတာမျိုးတွေဒါမျိုးတွေတခုခုတော့ဖြစ်နိုင်တယ်ဒါအငင်းချမ်းမယူလက်နဲ့ကင်ပြီးအလင်းဝင်အောင်ဆိုရင်ပေါ့အလင်းဝင်လာရင်တော့ကန်ကောင်းရင်ကောင်းမယ်ဒါတော့အလင်းဝင်လာရင်တော့ तू လက်ထက်မှာတနတ်မရှိတဲ့အတွက်သူ့ကိုပြန်လုံးမဲ့ကောင်တွေကရှိအောင်ပါအဲ့တော့သူ့မှာအလင်းဝင်လဲသေမှာပဲသေနိုင်တယ်သူ့လာတတ်မလို့ရှိနေတယ်အလင်းဝင်လဲသူအိတ်မပြောတဲ့ညပေါင်းများတော့ဖြတ်တန်းအောင်မယ်ဒါကတော့သိကြတယ်အဲ့တော့ဘယ်လိုလာမလို့မသိဘူးတော့အဲ့တော့ရေဘလူးကိစ္စလေးလည်းဂျုံလို့ဒီနေ့ထည့်ပြောတာပါအဲ့တော့ရေဘလူးကိစ္စပြောရင်ခြားပါရှိလဲဆိုတော့ဒီ KNL အုပ်စုတွေလည်းကျွန်တော်ပြောစရာရှိလာတယ် KNL အုပ်စုဆိုတာ KNL ကဒီနေ့ဘောကြော်ဟဲကနေပြီးတော့သူတို့ရဲ့ကရင်အာဇာနည်နေ့ပေါ့ကရင်အာဇာနည်နေ့ဆိုပြီးတော့ဘောကြော်ရဲ့အဲ့နေ့မှာဘောကြော်ရဲ့ပြောတဲ့စကားပေါ့နော်သူကဘာပြောလဲဆိုတော့ကရင်အာဇာနည်နေ့မှာအစောပါဦးနေ့တကွာတဲ့ကရင်အာဇာနည်ရဲ့အသက်သွေးချွေးတဲ့အနစ်နာခံဆောက်ရှောက်လန်းခဲ့တဲ့ကရင်တော်လိုင်းခီးကမပြီးဆုံးသေးဘူးပေါ့တမန်ပြတောင်ကိုလက်ဆင့်ကမ်းပြီးတော့တဲရမယ်ဘာညာပေါ့ဒါကြီးပြောတယ်ပြောရင်းနဲ့တော့ဘာပြောလဲဆိုတော့စောပါဦးကြီးချမှတ်ခဲ့တဲ့လက်သုံးစကားတဲ့အဲ့ဒါဘာဆိုလက်နဲ့ချစကားအလင်းမပြောရကရင်လက်နဲ့ကရင်လက်ထက်မှာရှိရမယ်
ကရင်ပြည်အတိမတ်ပြုမှုပြည့်ဝတာရရမယ်ကရင်ကံကြမ္မာကရင်ဖန်တီးရမယ်ဆိုတော့မူလေးချက်တိုင်းဆက်လက်လျှောက်လန်းကြဖို့လိုတယ်ဆိုပြီးသူကဒီဘောကျော်ဟဲကနေပြောတယ်ကိုကကရင်စေဦးစီးချုပ်ဖြစ်လာတော့သူကနော်အဲ့တော့ပြီးတော့ဘာထပ်ပြောလဲဆိုတော့တော်လိုင်းရေးမှာတဲ့မိတို့ရဲ့အားနည်းချက်တွေမှားယွင်းချက်တွေအချိန်မီပြင်ဆင်ကြပါပြီးတော့ပြဋ္ဌာန်းချက်စီမီစီကနေစာမူရာပြလိုက်လာကြပါပြီးလို့ရှိရင်ဘာလဲဆိုတော့ဒီကရင်ဒေါ်လာရေးပေါ်မှာ89နှစ်တိုင်လူထုထောက်ခံမှုရရှိသားတွေအတိုင်းနဲ့ခေါင်းဆောင်တွေတပ်ဖွဲ့ဝင်တွေကလည်းလူထုကိုဆန့်ကျင်တဲ့လုပ်ရမှန်သမျှရှောင်ကျင်ကြရမယ်ဆိုပြီးတော့ဒါဘောကျော်ရဲ့ပြောတယ်ပေါ့နော်ဆိုတော့ပြောရတော့ဟိုဆက်အနာရှင်ချုပ်ကြီးတွေသူတို့ဆက်လောက်ကြမယ်တိုက်ကြခိုက်ကြမယ်ဒါကိုပြောတယ်ပြောရင်းနဲ့သူကလူထုကိုဆန့်ကျင်တဲ့လုပ်ရမှန်သမျှရှောင်ကျင်ကြရမယ်ဆိုတဲ့စကားလုံးသူကသုံးတယ်အဲ့တော့လူထုကိုဆန့်ကျင်တဲ့စကားလုံးလို့သုံးရင်အဲ့ဒီလူတွေမှာကျွန်တော်တော့မပါဘူးခင်ဗျားတို့နားထောင်နေတဲ့သူတွေရောဘယ်လောက်ရာခိုင်နှုန်းပါလဲလူလူဆန်းကျင်တဲ့အလုပ်တော့ပြောတယ်ကျွန်တော်တို့မကြိုက်တဲ့အလုပ်ကိုပြောရလို့မင်းကျွန်တော်တို့ပါရလို့ထက်တော့ရင်ကျွန်တော်လိုပဲပြည်မမှာနေထိုင်ပြီးအေးချမ်းစွာနေထိုင်တဲ့လူတန်းပေါင်းများစွာရဲ့ဆန္ဒကိုထက်တွက်တယ်ဆိုရင်ကျွန်တော်တို့ဆန္ဒကပါလဲတည်ငြိမ်အေးချမ်းရေးအပြစ်ခတ်တက်ခတ်မှုရဆဲပြီးတော့တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးပဲလိုလားတယ်အဲ့ဒါကိုဆန့်ကျင်တဲ့အလုပ်ကိုဘောကျော်ရဲ့လုံမှာလားဘောကျော်ရဲ့စဉ်းစားရှင်းလေးနော်အဲ့တော့ तू ကအဲ့လိုမဟုတ်မင်းတို့မပါဘူးကွာငါတို့ကရင်လူထုပဲဆို okay အဲ့ဆိုကရင်လူထုမှာကရင်ပြည်နယ်ဘာမြို့မှာနေတဲ့ကရင်ပြည်သူလူထုလားကရင်ပြည်နယ်တွေကအေရဝတီတိုင်းမှာရှိတဲ့ကရင်လူထုလားအခြားနေရာအသီးအနှံပြောက်ပြန့်နှံ့နေတဲ့ကရင်လူထုအားလုံးပါသလားကရင်မိုင်းအကုန်ပါသလားအဲ့ဒါဘောကျော်ရဲ့စစ်တမ်းကောက်အောင် तू ပြောတာလူထုပါလူထုမဟုတ်ဘူးကရင်တိုင်းသားလူထုကရင်လို့အမိခံထားတဲ့လူထုကသာလျင်ဒီအချမ်းဖက်လက်နက်ကင်တဲ့လှုပ်ရှားမှုကိုလုပ်ကြတာဖြစ်ပြီးတော့ကရင်တိုင်းသားအားလုံးကလုပ်တာမဟုတ်ဘူးကျွန်တော်ထပ်ပြောရရင် KNU KNL ကို KNU KNL ကကရင်ပြည်သူလူထုအားလုံးကိုကိုးစားမပြုပါဘူးလုံးဝမပြုကျွန်တော်အဲ့ဒါကိုပြောရတယ်မပြုလို့လဲ DKBA ဆိုတာပေါ်လာတယ်နော် BGF ဆိုတာရှိလာတယ် KNA ဆိုတာရှိလာတယ် KDLA ဆိုတာရှိလာတယ် KNU KNL PC ဆိုတာရှိလာတယ်သူတို့ကလူကရင်ပြည်သူလူထုအားလုံးကိုကိုးစားတာပြုလို့ဆို KNU ဆိုတခုတည်းသော KNU ပဲရှိရမယ်ဒါပေမဲ့သူတို့၅ဘွက်၆ဘွက်ကွဲကုန်နေဆိုကြတဲ့ကရင်ပြည်သူလူထုကို KNU KNL အုပ်စုဟာကိုးစားမပြုဘူးဆိုတဲ့အဓိပ္ပာယ်တက်တယ်အဲ့ဒါဆိုရင်ကရင်ပြည်သူလူထုအားလုံးတော့ကိုးစားမပြုတဲ့ကရင်အုပ်စုကကရင် KNL စဘောကျော်ရဲ့အုပ်စုကသူတို့လူထုရဲ့ဆန္ဒကိုပဲသူပြောနေတာဖြစ်ပြီးတော့တတိုင်းပြည်လုံးမှာရှိတဲ့ကရင်တွေတိုင်းသားအားလုံးရဲ့ဆန္ဒနဲ့မဆိုင်ဘူးဆိုတော့လူထုဆိုတဲ့စကားလုံးသုံးလို့မရတော့ဘူးလူထုလိုပဲသူသုံးအောင်မှာဖြစ်တယ်အဲ့တော့ဒါကိုလည်းတေချာပြည်သူလူထုနားလည်တယ်လူထုလို့ပြောတယ်အဲ့တော့ခမ ्या ကပြည်သူလူထုတယောက်ဖြစ်တယ်ကရင်တိုင်းသားတယောက်ဖြစ်တယ်ဆိုရင်ခမ ्या ကလိုချင်တာပါလဲစစ်အာဏာရှင်ချုပ်ကြီးအပြတ်တိုက်ရမယ်အသေးချေတိုက်ရမယ်ဆိုတဲ့စိတ်ဓာတ်ကိုဆက်ပြီးတော့မွေးချင်တာလားဒါမှမဟုတ်အဲ့အောင်နေငါတို့ကြိုက်မကြိုက်โอเคငါတို့တွေအပြစ်ကတိုက်ခိုက်မှုတွေရဆဲပြီးတော့တင်းကြီးအေးချမ်းရေးလိုလားပါတယ်ကွာငင်းချမ်းရေးလိုလားပါတယ်ကွာတိုက်ပြီးတိုးတက်ပဲလိုလားပါတယ်ကွာစစ်တိုက်နေရတယ်ငါတို့မလိုချင်တော့စစ်တိုက်တယ်လည်းမကြိုက်တော့ပါဘူးကွာဆိုရင်ကရင်လူထုကအဲ့လိုတောင်းဆိုတယ်ဆိုရင်အဲ့ကရင်လူထုအတန်လည်းထွက်ဖို့လူထုရဲ့လွှမ်းမိုးမှုကိုမခံမဲလူအများစုကပြန်ပြီးတော့ငါတို့တော့ငင်းချမ်းရေးပဲလိုလားတယ်ဟေ့ဆိုတဲ့အတန်ကိုပြန်ထွက်ရမယ်ဒါကရှင်းလေးပဲအဲ့တော့ဘောကျော်ရဲ့တို့ကစစ်မက်ကိုလိုလားလားစစ်ဟိုဘယ်လိုစစ်ဝါဒီလားစစ်ဝါဒီသမားစစ်မက်လိုလားတဲ့စစ်ဝါဒီသမားတယောက်ဖြစ်တယ်လူမျိုးရဲ့အစိုးရစစ်ဝါဒီသမားတယောက်ဘောကျော်ရဲ့ဖြစ်နေပြီဆိုရင်တော့ဒါဘောကျော်ရဲ့ကံကြမ္မာပဲသူကိစ္စပဲအဲ့တော့ဘောကျော်ရဲ့ကဘာဖြစ်မလဲမင်းကျွန်တော်သိရသလားဘောကျော်ရဲ့နည်းနည်းလေးဒီရှေ့ကဂျော်နီဟိုသူရှေ့ကစေဦးတို့စောဂျော်နီတို့ဘာလို့လောက်တော့သူကဒီမပြတ်သားတာမဟုတ်ပြတ်သားတယ်လို့ပြောတယ်ပြီးတော့ကျွန်တော်သိရသလားပေါ့နော်ပြီးတော့စောတော်နီတို့ကွယ်ထူးဝင်းတို့အဲ့ဒီ KNU ဘိုးအုပ်စုနိုင်ငံရေးအုပ်စုနဲ့ဘောကျော်ရဲ့စေရေးအုပ်စုနှစ်စုဟာမူဝါဒအရသာဒီထီးရိတ်တစ်ခုအောက်မှာသာအတူတူရှိနေကြရင်မဲ့တမိုးအောက်ထဲမှာရှိနေပေမဲ့တယောက်နဲ့တယောက်စကားသိပြောကြတယ်တယောက်နဲ့တယောက်အရင်တဲ့နေရတော့မဟုတ်ဘူးသူတို့ချင်းချင်းလည်းမတည့်ဘူးထီးအောက်တစ်ခုထဲမှာရှိနေပေမဲ့သူတို့ချင်းချင်းလည်းမတည့်ဘူးဘောကျော်ဟင်းနဲ့ကွယ်ထူးဝင်းတို့တွေကကွယ်ထူးဝင်းခိုင်းနေတဲ့ဘောကျော်ရဲ့လို့သလားမေးကြည့်မလုပ်ဘူးဘောကျော်ရဲ့ကိုကွယ်ထူးဝင်းကသူခိုင်းနေတဲ့ခိုင်းလို့ရသလားမေးကြည့်မရဘူးမယုံရင်ခင်ဗျားတို့အဲ့အထက်မှာနေတဲ့လူတွေကောင်းကောင်းသိတယ်ဘောကျော်ရဲ့ဘေးမှာနေတဲ့လူတွေသိတယ်ကွယ်ထူးဝင်းဘေးမှာနေတဲ့လူတွေသိတယ်စောတော်နီးဆိုရင်ဘောကျော်ရဲ့စေးနေတော့ထက်မှမထားဘူးစောတော်နီးဆိုငဘောကြီးလိုပဲဘောကျော်ရဲ့မှတ်ထားတာဒီငဘောကြီးရောပြောချင်တာပြောရှောက်အားချောင်းနေတဲ့ကောင်ကြီးဆိုပြီးတော့ဘောကျော်ရဲ့အဲ့လိုကိုပြောတာအဲ့လိုကိုမြင်ထားတာသူ့အမြင်သူတခါတလေထုတ်ပြောတဲ့ထဲမှာပါတယ်ဘောကျော်ရဲ့စောတော်နီးကိုအထင်ကိုမကြည့်တာကွယ်ထူးရဲ့ဥက္ကဋ္ဌမလို့နည်းနည်းလေးသူကဟိုအေးဒါနိုင်ငံရေးဖွဲ့စည်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့အတွက် okay ဒါကတော့နည်းနည်း respect ပေးရမယ်ဆိုတာတော့ပဲရှိပြီးတော့ကွယ်ထူးခိုင်းနိုင်မလို့ဘူးကွယ်ထူးခိုင်းရင်ဆိုဘောကျော်ရဲ့ဘာလုပ်မလဲ okay တိုက်ပြီးမယ်မင်းတိုက်ဆိုငါတို့တိုက်မယ်မင်းတို့ KNU ဘကိုကဆုံးဖြတ်တယ်လားဆုံးဖြတ်ရင်ငါတို့တိုက်ပြီးမယ်ဒါပေမဲ့ပိတ်ပတ်စံအဲ့လိုတောင်းတာအဲ့တော့ပတ်စံရရင်တိုက်ပြီးမယ်မရရင်တိုက်ပြီးဘူးဒါပဲပြီးတော့ဘာလဲဆိုတော့ဒီ KNU ပြန်ဖွဲ့တဲ့အချိန်မှာ KNU ကိုဒီဟိုပါပေါ့ဒီပါရီဆော်မူဒူစေဘိုအောက်ကနေပြီးတော့ KNU ပြန်ပြီးတော့မူဒူစေဘိုကနားတဲ့အချိန်မှာဥက္ကဋ္ဌပြန်ရွေးကြတာစီးစီပြန်ရွေးတဲ့အချိန်မှာဘောကျော်ရဲ့တပ်မဟာဘက်ကနေလူမပို့ဘူးကိုယ်စားလှယ်မပို့ဘူး
အဲ့ဒါဘောကျော်ရဲနဲ့ KNU ရဲ့သဘောထားကိုလွဲမှုကဘာလဲဆိုတာအဖြစ်ပဲအခုဘောကျော်ရဲစေဦးစီးဖြစ်လာတယ်ဖြစ်လာပြီမဲ့သူကရှင်းရှင်းလေးပဲသူဒီနိုင်ငံရေးထီးအောက်မှာသူရှိတာပဲရှိတာတကယ်တော့ကျတော့ပို့လည်းပြောရင်ဘောကျော်ရဲကကွယ်ထူးဝင်းတို့စောတော်ဒီတို့အောက်မှာရှိမနေဘူးဟိုတိတ်ပြီးတော့ဘာဖြစ်ခွဲခြား AC သူ့ style သူတိကျခွဲနေတယ်နောက်တစ်ခုကဘောကျော်ရဲမိန်းမဘောကျော်ရဲလည်းရှင်းပြောရတော့သူကသူမိန်းမကိစ္စရှုပ်ချင်းတော့ရှုပ်ပေါင်းနေတဲ့မိန်းမတော့သူလည်းတတိထားပေါင်းရတယ်လေးစားမှုထားရတယ်ဘာကြောင့်လဲဆိုတော့ဘောကျော်ရဲ့မိန်းမက CIA ရဖြစ်နေ CIA ရမွေးထားတာဖြစ်နေတယ်ဘောကျော်ရဲ့မိန်းမ CIA ရမွေးထားတာအဲ့တော့ CIA ကနေပြီးတော့ဘောကျော်ရဲ့မိန်းမကိုမွေးထားပြီးတော့ CIA ရဘောကျော်ရဲ့မိန်းမကနေတစ်ဆင့်ဘောကျော်ရဲ့ကိုကင်နေတာကင်ထားတာဖြစ်တယ်ကင်ထားဖြစ်တဲ့အတွက်ရှင်းရှင်းပြောရင် CIA ရနေပြီးတော့မင်းဘောကျော်ရဲ့မိန်းမကိုဟဲ့နေ့ကောင်ပြောလိုက်နေ့ကောင်ပြောလိုက်ဟိုလိုကိုယ်လိုက်ဟိုလိုလိုက်ဒီလိုလိုက်ခိုင်းဘောကျော်ရဲ့လိုက်လို့မသူမိန်းမကနေပြီးတော့ခိုင်းရင်လုပ်ပါသူမိန်းမခိုင်းရင်ဘာလို့လုပ်လာလဲ CIA ရသူမိန်းမကိုခိုင်းလို့ तू ကလုပ်တာမလုပ်ရင်ဘောကျော်ရဲ့အသက်ကအဲ့နေနဲ့မနဲ့မှာအသက်ရှိပါမလားဆိုတော့မသိနိုင်တဲ့အနေအထားမျိုးပါရှိတဲ့အတွက်ဘောကျော်ရဲလည်းအဲ့ဒါကိုကြောက်တယ်နော်သူ့ဘေးနားမှာထားရတာသူ့မိမကိုထားရတယ်ဆိုပေမဲ့သူ့မိမလည်းသူ့မိမဖြစ်ဘသူဖြစ်ထားအေးသူမယုံကြည်ဘူးဘာလို့ CIA ရဲ့သူ့မိမကိုကြိုက်ထားရဆိုတော့သူသိလို့ကြိုက်တယ်ဆိုတာဟိုလိုဒီလိုရှောက်ကြိုင်တော့ဘာမှမဟုတ်ဘူးဟိုသူ့မိမကြောင်းဟိုအရင်ကအမေရိကန်ကကြောင်းသွားတဲ့အချိန်မှာသူ့မိမကိုအများကြီး support လုပ်ပေးတာ CIA ရဲ့ကောင်းကောင်းမွေးလိုက်တယ်သူ self ဖြစ်နေမွေးထားတာဒါကကရင်အုပ်စုတွေမှာကောင်းကောင်းသိကြတယ်ကရင်တွေကောင်းကောင်းသိပါတယ်ကရင်ဆိုတာကရင်နိုင်ငံရေးသမားတွေကရင်လက်နက်ကိုင်အုပ်စုတွေကကောင်းကောင်းသိကြတယ်အဲ့တော့ဘောကျော်ရဲကနည်းနည်းတစ်ခုကောင်းတာ तू ကအခုလက်နက်ကိုင်အုပ်စုတွေအကုန်လုံးကျွန်တော်တို့အဲ့ဒါ MP New the Statesman ရဲ့ the Statesman journal အပတ်စဉ်ဘယ်လောက်လဲကျွန်တော်လုံးဝနှစ်ပတ်လောက်ကထွက်တဲ့နှစ်ပတ်ကျော်လောက်ကထွက်တဲ့ journal မှာအသေးစိတ်ဘောကျော်ရဲနဲ့ပတ်သက်တဲ့ဘောကျော်ရဲဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်တို့ interview ပါတယ်ပြီးတော့ကျွန်တော်တို့ MP New website မှာခင်ဗျာတော့ရှာကြည့်ရင်အဲ့မှာတော်တော်များရှင်းပြထားတယ်အခုကျွန်တော်ရှင်းပြထားတဲ့ပုံပြည့်စုံတယ်တော့ကြည့်လိုက်ပါအဲ့တော့ဘောကျော်ရဲဒီဘယ်လိုလူမျိုးလဲဆိုတာတွေ့ရလိမ့်မယ်ဒါလေးကကျွန်တော်ကြုံကြိုက်လို့ထည့်ပြောတာပေါ့နော်အဲ့တော့ဘောကျော်ရဲကလူဒုလို့ပြောရမယ်ကျွန်တော်ထင်တယ်လူတစုကတာလီဘောကျော်ရဲတို့ကိုစားပြုတာဖြစ်တယ်လူတစုတော့ကိုစားလူတစုကိုကိုစားပြုတယ်လူတစုရဲ့ဘာခေါ်လို့ဆိုတော့မြောက်တွေပေါ့လူတစုရဲ့ဘာခေါ်လူတစုရဲ့ဘာခေါ်လဲအဖွဲ့တွေပေါ့နော်အဖွဲ့တွေပဲဖြစ်တယ်လူတို့ရဲ့အဖွဲ့တွေတော့မဟုတ်ဘူးလူတစုရဲ့အဖွဲ့တွေပါအဲ့ဒါကိုတို့ကလူတို့ဆိုတဲ့စကားလုံးကောင်းကောင်းသုံးပြီးတော့သူကဝါရပြတ်မှုကြိုးစားတာပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကဘောကျော်ရဲအဲ့လိုပြောတယ်နောက်တစ်ခါဂွမ်မောကဟောဆိုတော့ဂွမ်မောကလည်းနည်းနည်းလေးလူမိုက်စကားတွေနည်းနည်းပြောလာတယ်ဂွမ်မောကလည်းဒါကြတဲ့ကာတုံးကွန်ကွန်တို့ကလေအခုချိန်ဒီလူမိုက်စကားပြောနေတော့ဗျအခုချိန်ဒီအသက်တွေရောက်တဲ့ဒီလူမိုက်စကားပြောတော့ကိုယ့်အသက်ကိုယ့်ရွယ်မှမထောက်ကိုယ့်ရဲ့ဟိုအနေထားမှမထောက်နော်လူမိုက်စကားပြောတော့ကာတုံးကွန်ကွန်တို့ကအခုချိန်ဒီပြောနေတော့ကာတုံးကွန်ကွန်ပေါ့နော်ကျွန်တော်ကာတုံးကွန်ကွန်ပဲခေါ်ပါတယ်နော်တော်တော်များကျွန်တော်ပြောပါတယ်အာမိကာကွန်မောတို့ကကွာမင်းရှောက်မပြောတော့ကောင်းမယ်မဟုတ်ကျွန်တော်တော့ပွင့်လိုက်ပြောမှာပဲကာတုံးကွန်ကွန်ပဲဘာလို့ဆိုသူငြိမ်းချမ်းရေးဆွေးနွေးဖို့လာရင်ကျွန်တော်လက်ခုပ်တီးမယ်မဆွေးနွေးရင်ဒီအောင်ဂျမ်းဖတ်သမားပဲကျွန်တော်ရှင်းလေးပဲဒါကျွန်တော်အဲ့လိုပဲခံထားတယ်အဲ့တော့ကာတုံးကွန်ကွန်ကဘာပြောလဲဆိုတော့သူ့ရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘလာပြောတဲ့စကားကိုသူကပြန်ပြီးတော့ထပ်ဆင့်ပြီးတော့ဘာသာပြန်ပြီးတော့သူကပြောတယ်ဘာပြောလဲဆိုတော့အာနာရှင်စနစ်ချုပ်ငြိမ်းရေးကိုဝိုင်းဝန်းတိုက်ပတ်ဝိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်ဖြစ်တယ်ဒီလိုအချိန်မှာအာနာရှင်စနစ်ချုပ်ငြိမ်းကြိုးပမ်းနေတဲ့အချိန်မှာအချို့လူတွေကအာနာရှင်စနစ်ရဲ့အရှိကြစေဖို့အတွက်တောက်တိုင်ဖြစ်ပူပေါင်းကူညီနေတာကျွန်တော်အားလုံးအသိဖြစ်တယ်ဒါကြောင့်မို့လို့ဒီကနေ့မိန့်ခွန်းမှာတော့ဒီကနေ့ချင်းစပြီးရပ်တည်ပြီးအမှန်တရားမှာရပ်တည်ကြဖို့သတိပေးထားတာတွေ့ရပါတယ်။ဘာညာဖို့ဆိုပြီးတော့သူကအာနာရှင်ရဲ့တောက်တိုင်တွေဖြစ်ပူပေါင်းနေတဲ့သူတွေကသတိပေးတယ်ပေါ့ဗျာဒါမျိုးပြောချင်တာဆိုတော့သူပြောချင်တာကတော့အာနာရှင်တောက်တိုင်တွေပြောတာတချို့ကကျွန်တော်အခုပြောရုံးတန်ပြောပြီးရင်တချို့တွေက comment မှာရေးလိမ့်မယ်ကျော်နုမင်းကိုပြောနေတာမင်းကိုခေါင်းမနှုတ်လောက်တာနှုတ်လောက်ခဲ့တယ်ဘာညာပြောလိမ့်မယ်ခင်ဗျအဲ့လောက်ကြက်မပြေမဖြစ်ကြနဲ့ခင်ဗျတို့အဲ့လောက်ကြက်မပြေမဖြစ်ကြနဲ့သူပြောနေတာကျွန်တော်မဟုတ်ဘူးသူပြောနေရှမ်းဒီအဖွဲ့တွေမင်းစေတန်းတို့ဝါရစုအဖွဲ့တွေဒါကိုပြောနေတာနော်ဘာလို့ဆိုသူ့အတွက်ကအတားစီးရမင်းစေတန်းတို့ဝါရစုအဖွဲ့တို့ရှမ်းဒီအဖွဲ့တွေကသူ့အတွက်ကတော်တော်လေးတက်မတော်တိုက်ရတာခဏထားမင်းစေတန်းတို့ဝါရစုနဲ့ဟိုဘက်ကဒီရှမ်းဒီတိုင်းလိုက်အဖွဲ့တွေနဲ့ဟာအဲ့နှစ်ဖွဲ့နဲ့ SN နှစ်ဖွဲ့နဲ့သူ့ကတော်တော်ခြာလက်ဘက်လဲနေပြီဘာလို့ဆိုကိုမင်းစေတန်းတို့အဖွဲ့တို့သူသွားတိုက်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကကိုမင်းစေတန်းတို့အဖွဲ့ကိုတိုက်တာကိုမင်းစေတန်းစခန်းကိုသူတို့ကဲရဝင်တိုက်လိုက်စခန်းသိမ်းလိုက်ဘာညာရှောက်ပြောတယ်ကျွန်တော်မေးပြီးမြလန့်မေးတယ်မဟုတ်ဘူးတဲ့ကိုကျော်ရေမဟုတ်ဘူးတဲ့အဲ့သူတို့တိုက်တယ်ဆိုပြတဲ့ဗီဒီယိုကလစ်ကတဲ့ဝစ်လာဒေတာဝစ်လောဒေတာဝစ်လောဒေတာဝစ်လောဒေတာလို့ခေါ်တယ်ကျွန်တော်မခေါ်တာဘူးနော်ဝစ်လောဒေတာမှာတဲ့ပြီးခဲ့တဲ့တော့ဝေးလော်ဒေသမှာပြီးခဲ့တဲ့9လပိုင်းလောက်ကဖြစ်ခဲ့တာအဲ့ဒါဝေးလော်ဒေသမှာလာပြီးတော့သူတို့အုပ်စုလိုက်လာပြီးတော့တိုက်ခဲ့တဲ့ဗီဒီယိုကလစ်အဲ့ဗီဒီယိုကလစ်ကိုပြန်အသုံးချပြီးတော့သူတို့လာတိုက်ပါတယ်ဆိုဝါရပြန်တာတကယ်တော့သူတို့တနန်းစင်းပွဲရှိတာလည်းမှန်တယ်ဒါပေမဲ့လာတိုက်တာလည်းအဝေးကနေလှမ်းပစ်တာပဲရှိပါတယ်လာပြီးသူတို့စကောင်သိန်းနေတယ်မလုပ်ခဲ့ပါဘူးတဲ့သူတို့အဝေးကလှမ်းပစ်တယ်လက်လက်ကြီးလှမ်းပစ်တယ်ဒဏ်ရာရတဲ့တယောက်ယောက်ရှိတယ်ကျန်တာလွဲပြီးဘာမှကြီးမှမဖြစ်ပါဘူးတဲ့အေးစစ်စစ်ပဲတဲ့ကျန်ကျမှာကောင်းအောင်ပုံမှန်ပဲဒီကောင်လေးသူတို့အခြေအနေရှေ့မတိုးနိုင်တော့တဲ့ခါကျတော့အဝေးကလှမ်းပစ်ပြီးတော့ဝါရပြန်တယ်လို့ပဲလုပ်တော့တာတဲ့အေးစစ်ကောင်းကောင်းမဟုတ်ပါတဲ့ဗီဒီယိုကလစ်ကလည်းဝေးလော်ဒေသဖြစ်တဲ့9လပဲဖြစ်တဲ့အာယူပြန်တင်နေကြတာအဲ့ဒါယူအုပ်ကြီးမှတ်နေပါနဲ့တဲ့ဆိုပြောတယ်ကဲအဲ့တော့ရှင်းရှင်းလေးပဲသူမင်းစင်တန်တို့ဖွဲ့ကမှ KIO ကောင်းကောင်းလေးတစ်ဆင့်တစ်ဆင့် KIO ပြန်ဖြီးပြီးပြန်တုတ်နေပြီမင်းစင်တန်တို့ဖွဲ့ကနောက်လီစုဖွဲ့တုတ်ဦးမှာလီစုပြည်သူစစ်ကလည်းပြန်တုတ်ဦးမှာနောက်ဟိုစကုံတေးတို့အုပ်စုကလည်းပြန်တုတ်ဦးမှာသူနော်ဟိုစကုံဦးစကုံတေးတို့အုပ်စုကလည်းပြန်တုတ်မှာနော်နောက်တစ်ခါ
ဥရွှေမောင်းပေါ့နော်ဥရွှေမောင်းရဲ့သားတွေကလည်းသူပြန်တုတ်နေကြပြီပြန်တုတ်နေပြီ KIO ရှမ်းဒီအဆန်တွေကလည်းပြန်တုတ်နေပြီဆိုတော့ तू ပြောနေတယ်အဲ့ဒါကိုပြောနေတာကျွန်တော်တို့ကအဝေးမလို့ကျွန်တော်တို့ကသနက်ကြိုက်တိုက်တဲ့ကောင်မလို့ तू ခေါင်းနဲ့မထည့်ဘူးတနက်ကြိုက်ပြီးတိုက်တဲ့ကောင်မဟုတ်တဲ့အတွက်ကျွန်တော်တို့ဘာမှခေါင်းနဲ့မထည့်ဘူး तू ခေါင်းနဲ့ပါဆိုတော့ဝါရကျွန်တော်တို့ဒီမီဒီယာနေပြီးတော့သူ့ကိုပြန်ပြောနေတာရေ तू အဲ့ဒါကိုခလုဖြစ်မှာဒါပဲကျွန်တော်တို့ तू ဘာမှလုပ်လို့မရဘူး तू သိတယ်အဲ့တော့ तू ရည်ရွယ်ချက်ကအဲ့ဒါပဲဟိုကောင်တွေပြောနေတာအဲ့တော့တချို့ကကြက်မပြည့်ပဲနဲ့ရှောက်ပြီးတော့စာမတက်ပေးမတက်စာမပေးပဲကြက်မပြည့်တွေကပါလို့ဆိုကျွန်တော်တို့မင်းကိုပြောနေတာလို့တချို့ကပြောလိမ့်မယ်ခင်ဗျားတို့အဲ့လောက်ကြက်မပြည့်ဘူးဆိုတော့ကျွန်တော်သိတယ်ရှောက်ပြောနေတယ်ခင်ဗျားတို့ကြက်မပြည့်တယ်ကျွန်တော်သိတယ်လို့တခါလေးပြောချင်တယ်နော်ကဲထားပါတော့အဲ့ဒါကွာမောကဒါချင်းချောက်စကားလေးနဲ့တစ်ဖက်ဖွဲ့စီချင်းချောက်နေပြီဆိုတော့ကျန်တဲ့ဖွဲ့တွေအနေနဲ့သူတို့ဘယ်တော့သူကြောက်စရာကောင်းတဲ့အရာတွေနဲ့သူတို့ရေဆိုင်နေရလဲတော့ကျွန်တော်တို့မသိဘူးချိန်တစ်ခုရောက်ရင်တော့ KIA ဒီငြိမ်းချမ်းရေးလုံးမလားမလုပ်ဘူးလားနောက်ဆုံးမှမေးရတယ်ပဲမင်းငြိမ်းချမ်းရေးလုံးမလား NCA လာမလား Peace Ceasefire လုံးမလားမလုပ်ဘူးလားမလုပ်ဘူးဆိုရင်တော့ငါတို့ကဆက်တိုက်မယ်လုပ်ရင်တော့ငါတို့ welcome ဒါအစိုးရရှင်းရှင်းလေးပဲရော့လက်နှစ်ဖက်ဖြတ်ထားတယ်ဒါက Ceasefire Peace Process ဒါကမင်းလိုချင်လက်နက်ကြီးမင်းဘာလိုချင်လဲတစ်ခုနှစ်ခုပေးလိမ့်မယ်အဲ့ဒါကိုမင်းကဘယ်အောင်ရွေးမလဲအဲ့ဒီချိန်မှာမင်း Ceasefire လုပ်မယ် Peace Process ကိုသွားမယ်လို့ဆိုရင်တော့ okay welcome အဲ့ဒါလက်ခုတီးလိမ့်မယ်အဲ့လိုဒါဒီလောက်ဒါကိုရေးပါဆိုလောကဖြန့်ပြလိုက်မယ်လက်နက်ကြီးတွေလာလိမ့်မယ်အဲ့ဒါပဲအဖြစ်ကအဲ့နှစ်ခုတည်းတစ်ခုလာလိမ့်မယ်အဲ့တော့ထိုးစစ်တွေလာလိမ့်မယ်လက်နက်ကြီးတွေလာလိမ့်မယ်အဲ့ကြတော့မှစစ်အာဏာရှင်တွေကအင်အားသုံးပြီးတော့သူတို့ကိုဘလိုမျိုးလူမျိုးရေးဟောပြောင်းလုံနေပါပြီဘာညာဆိုပြီးတော့ဒီကောင်တွေရှုံးတော့မှអော်ကြအောင်မယ်ခင်ဗျာစောင့်ကြည့်အောင်ကြိုင်អော်ကြအောင်မယ်သူတို့တကယ်လို့အရန်နေရထိုင်အရန်ကြက်ပြီးတော့တကယ်ကိုအရန်အချက်တွဲဖြစ်လာပြီဆိုရင်ဘာဖြစ်လဲစစ်အာဏာရှင်လက်နက်ကြီးတွေနဲ့သူတို့ကိုဖိအားပေးပြီးတော့အင်အားသုံးပြီးတော့သူတို့လုံနေပါပြီဘာညာလူမျိုးရေးသုံးအောင်လုံနေပါပြီဆိုပြီးတော့အဲ့မှာခွေးလိုလို့អော်ကြအောင်မယ်တခါနော်အဲ့ဒါကွာမော်ပဲអော်မှာအဲ့တော့ကျွန်တော်အမြင်ကတော့ရှင်းရှင်းလေးပဲကွာမော်ကိုကြက်ပြူချင်တာကာတွန်းကွာမော်ကိုကြက်ပြူချင်တာရှင်းပါတယ်ခင်ဗျားနဲ့ကျွန်တော်နေပြီးတော့မှအေးစီစီဟဲ့ဟောမင်းကောအဲ့လိုပြောခဲ့တယ်ပုံချုပ်ကွာမော်ခင်ဗျားလည်းကျွန်တော်အဲ့လိုပြောခဲ့တယ်ကျွန်တော်တို့အေးစီစကားပြောလို့ရတယ်ဆင်ကြအောင်နေပြီးတော့လာခဲ့အဲ့ဒါအကောင်းဆုံးပဲနေပြီးတော့မှလာပြီးဆွေးနွေးပါကျွန်တော်ကဆွေးနွေးဖို့ပဲဝယ်ကမ်းလုပ်ချင်တယ်အပြအလံဟိုဖြစ်နေရတာတိုက်နေခိုက်နေပြောနေဆိုနေရတာကျွန်တော်သိမကြိုက်ဆွေးနွေးပွဲပဲကြိုက်တယ်ဆွေးနွေးကြတာကောင်းတယ်ဆွေးနွေးပွဲတက်ဖို့ပဲကျွန်တော်တော့ကာတွန်းကွမ်ကိုတိုက်တွန်းပါတယ်နော်အကိုကြီးအကိုဦးလေးနော်ဦးလေးပေါ့ဦးလေးကိုကျွန်တော်တိုက်တွန်းပါတယ်ပေါ့နော်ဒီလိုပြောပြစီနော်ကဲထားပါတော့ဒါလေးပါပြပြီးတော့ကျွန်တော်တို့ဗာထားပါပြီလဲဆိုတော့ကျောင်းကိစ္စလေးပေါ့ကျောင်းဆိုတာတီဘောဘက်မှာဖြစ်တဲ့ကိစ္စလေးပါဒါလေးကကျွန်တော်တီဘောမှာကျောင်းနေပိတ်လိုက်ရတဲ့ဖြစ်စဉ်ပေါ့ဗျာနော်ပိတ်လိုက်တဲ့ဖြစ်စဉ်လေးတစ်ခုပေါ့ဒါလည်းစိတ်မကောင်းစရာပဲဗျာစိတ်မကောင်းစရာပဲတီဘောမှာကျောင်းနေပိတ်တယ်ဆိုတာချောင်းမဟုတ်ဗျာပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပြီးခဲ့တဲ့ကာလတခုကျောင်းဖွင့်ရသေးတဲ့ချိန်တုန်းကဒီတီဘောလွတ်တော်အမှတ်ကနေပြီးတော့သူလိုက်ပြီးတော့ကိုကန့်အဖွဲ့တွေကိုလိုက်ပြောတယ်ဒီကျန်တဲ့ထွေးအဖွဲ့တွေဖွဲ့စည်းအကုန်လိုက်ပြောပြီးတော့သူကဒီကျောင်းဖွင့်ဖို့အတကုံစူးစမ်းခဲ့တယ်ဒါပေမဲ့အခုကျောင်း18ကျောင်းတိတိကိုဩဂုတ်လ10ရက်နေ့ပိတ်လိုက်ရတယ်တဲ့ဩဂုတ်လ10ရက်နေ့မှာကျောင်း18ကျောင်းတီဘောမြို့နယ်တဲကအခြေခံပညာကျောင်း18ကျောင်းကိုပိတ်လိုက်ရတယ်တဲ့ဘယ်သူပိတ်ခိုင်းတာလဲဆိုတော့သက်ဆိုင်ရာဒေသတော့အုပ်ချုပ်ရေးအဖွဲ့အုပ်ချုပ်ရေးအကြီးဆုံးအမြင့်ဆုံးအာဏာပိုင်အဖွဲ့တွေကပိတ်ခိုင်းတာတဲ့နော်ပိတ်ခိုင်းလိုက်လို့ပိတ်လိုက်ကျောင်း18ကျောင်းပိတ်လိုက်ရပါတယ်ဘာလို့လဲဆိုတော့ခေါင်းစဉ်ကလုံခြုံရေးစိတ်မချရတဲ့ကျောင်းများဖြစ်တဲ့အတွက်ပိတ်သိမ်းပါတယ်ဆိုပြောတယ်အဲ့တော့ပိတ်ခံရတဲ့ကျောင်းတွေနာမည်ကြတော့ဆောင်ကျဲစင်ကြော့အဲ့အထက်ကကျောင်းတစ်ခုနောင်အန်ကတစ်ခုပန်ခမ်းမခေါ်နားတောက်အဲ့အစရှိတဲ့ကျောင်းတွေနောက်ပန်ဆောင်မိန်နောင်တုံပန်မိတ်အစရှိတဲ့ကျောင်းတွေပေါ့အဲ့ကျောင်းတွေက18ကျောင်းလောက်ပိတ်လိုက်ရတယ်တဲ့အဲ့တော့ကျောင်းသားကျောင်းသူ1000ကျော်1100ကျော်နဲ့ကျောင်းဆရာဆရာမ30ကျော်လုံးဝပိတ်သွားပြီးရက်သွားတယ်တဲ့အဲ့လိုရက်သွားတဲ့ကိစ္စတွေပတ်သက်ပြီးတော့ဘာကြောင့်လဲလို့မေးတော့လုံခြုံရေးစိတ်မချလို့ပြောတယ်အဲ့တော့လွတ်တော်အမှတ်ကတော့ကျွန်တော်တို့ပြောပြပါတယ်သူတို့တီဘောမှာတဲ့ကျောင်းတွေဖွင့်ဖို့တော့သူတို့ဥဆောင်ကြိုးစားခဲ့ရပါတယ်တဲ့ဒါပေမဲ့ကျောင်း80ကျော်လောက်သူတို့ကြိုးစားပြီးဖွင့်ခဲ့ရတယ်လွတ်တော်မှာလည်းကျေမပြတွေမေးခဲ့တယ်ဒါပေမဲ့ဖွင့်နေပြီတဲ့ကိုကန့်နဲ့လည်းပြည်တယ်အောင်သူတို့လုပ်ခဲ့ပြီးပြီတဲ့ဒါပေမဲ့လည်းကိုကန့်နဲ့ပြည်လဲပြီးတော့ကိုကန့်အောင်ဖွင့်ပါလို့ပြောထားတဲ့ဂျားတွေကအခုကျွန်တော်တို့ကျောင်းကိုပိတ်လိုက်ရပါပြီဆိုပြီးကျွန်တော်တို့ပြောတယ်ဆိုတော့အားလုံးစင်ပြည်တဲ့ဂျားတဲ့ကျောင်း18ကျောင်းကိုမလုံခြုံဘူးဆိုပြီးတော့ပိတ်လိုက်တယ်တဲ့နော်အဲ့တော့ကျောင်းသား1000ကျော်နဲ့ကျောင်းဆရာမတွေစိတ်ညစ်ပြီးတော့လှုပ်ထွက်သွားကြပြီသူတို့လည်းစိတ်ညစ်ပြီးစိတ်မကောင်းဖြစ်နေကြတယ်လို့ပြောတယ်အဲ့တော့ဒီနေရာမှာတော့ဗျာလုံခြုံရေးအကြောင်းပြပြီးပိတ်တာကတော့သက်ဆိုင်ရာတာဝန်ရှိတဲ့အာဏာပိုင်ထိပ်ဆုံးအမြင့်ဆုံးခေါင်းဆောင်ပါပေါ့ဒေသအာဏာပိုင်အမြင့်ဆုံးခေါင်းဆောင်ကသူ့ရဲ့လုပ်ပိုင်ခွင့်ထဲမှာရှိတော့လုပ်လို့ရပါတယ်ဒါပေမဲ့လည်းပြန်တွေးကြည့်ပေါ့နော်ကျွန်တော်တို့လွတ်လပ်ရေးကာလတွေလွတ်လပ်ရေးမတိုင်မီကာလတွေနောက်တစ်ခါဒီဘာကဝတဘုံတောင်းကြတဲ့ကာလတွေအဲ့ဒီကာလတွေမှာတောင်းလုံခြုံရေးအားမကောင်းတဲ့ဂျားတွေကနေစာတင်ကျောင်းတွေကိုခေါင်းလောင်းတန်တွေညံအောင်လို့တပုံတွေကရောအစိုးရကရောနှစ်ဖက်စလုံးပူးပေါင်းပြီးတော့ခေါင်းလောင်းတန်ညံအောင်လုပ်ခဲ့ကြတယ်ကျောင်းတွေပေါ်မှာလက်နက်ကြီးစံတစ်ခက်မှမကြောက်ကျောင်းသားမှာပြစ်ခတ်တိုက်ခတ်တာမဖြစ်အောင်သူကတိုက်ကျောင်းနဲ့ဝေးတဲ့နေရာတွေမှာတိုက်ပွဲပေါ်ကြတယ်မြို့နဲ့ဝေးတယ်မှာတိုက်ပွဲပေါ်ကြပြီးတော့ယောက်ျားရှစ်တိုက်ကြတယ်ပေါ့ဗျာတကယ်ပြောရရင်တော့အဲ့လိုလုပ်ခဲ့ကြတယ်အဲ့တော့ကျောင်းတွေအဲ့လိုဖွင့်ပြီးတော့ပညာရေးကိုတပုံကရောအစိုးရအောင်အားပေးခဲ့ကြတယ်ဟိုအရင်တော့အခုကတပုံကလည်းပညာရေးကိုနှောက်ယှက်ခြင်းတယ်အစိုးရကလည်းလုံခြုံရေးအကြောင်းပြပြီးတော့လုံခြုံရေးကြောင့်မဖြစ်မနေပိတ်ရတယ်ဆိုတော့ပညာရေးက
နိုင်ပါတော့ဗျာဘယ်ကောင်းမလဲပေါ့အဲ့တော့နှစ်ဖက်ညှိနှိုင်းပြီးတော့ဖြည့်ရှင်းစရာနီးလန်းလေးတွေရှာလို့မရဘူးလားပေါ့ဖြစ်နိုင်ရင်တော့ကြောင်းနဲ့ပတ်သက်ရင်တော့မပိတ်ဖက်နေလို့ရရင်မပိတ်ဖက်နေစေချင်တယ်မတတ်တာလို့ပိတ်ရတယ်ဆိုရင်တော့ဟိုအချင်းချင်းကတခုရဲ့အကြောင်းတွေကိုပေါင်းပေးတာမျိုးတွေလုပ်ရင်မကောင်းဘူးလားပေါ့ပုံစံလေးတစ်ခုတော့စဉ်းစားစေချင်ပါတယ်မဟုတ်ရင်ပညာရေးနှိမ်ပါသွားရင်မကောင်းပါဘူးပညာရေးနှိမ်သွားရင်ဘာဖြစ်လဲဆိုတော့လူမိုက်လူရဲငါတွေပူထွန်းကားပါတယ်ပညာရေးနှိမ်ပါရင်လူမိုက်လူရဲငါတွေထွန်းကားတယ်အဲ့တော့ပညာတတ်တွေမိုက်တာနောက်တစ်လိုက်ပညာတတ်တွေမိုက်တာနောက်တစ်လိုက်ပညာရေးနှိမ်ပါရင်တော့လူမိုက်လူရဲငါတွေထွန်းကားလေးရှိတယ်အဲ့ဒါလေးကအစိုးရအနေနဲ့နည်းနည်းလေးဟိုသတိလေးနဲ့ထားပြီးတော့လုတ်ပေးစေချင်တယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်เนาะဒါလေးတစ်ခုပါနောက်တစ်ခုကမြန်မာပြက်ကလေးအကြံပေးဖွဲ့ဥက္ကဋ္ဌဆရာတော်ပေါ့နော်ပြန်လုံတော်မူသွားရှာပါပြီဩဂုတ်လ10ရက်နေ့ကပြန်လုံတော်မူသွားခဲ့ပါပြီဆိုတော့မြန်မာပြက်ကလေးအကြံပေးဖွဲ့ရဲ့ရခိုင်ဥက္ကဋ္ဌကတော့အားလုံးသိတဲ့အတိုင်းပြီးခဲ့တဲ့ဟိုမော်ဝီမြို့နယ်စံတကူးမြိုင်ရေးတာမှာတရင်သုံးနေကိုလုံးပြန်လုံတော်မူသွားရှာတဲ့ဒေါက်တာဖေးညံပေါ့ဗျာနော်ဘုန်းကြီးဘွားနဲ့ပြန်လုံတော်မူသွားတဲ့ဒေါက်တာဖေးညံသူကတော့ရခိုင်တော့ဥက္ကဋ္ဌလုပ်ခဲ့တယ်တာဝန်ထမ်းဆောင်ခဲ့ဘူးဒေါက်တာဖေးညံထမ်းဆောင်ခဲ့ဘူးတယ်အခုတော့အဲ့ဒီနေရာကိုထမ်းဆောင်တဲ့ပြက်ကလေးအကြံပေးဖွဲ့ဥက္ကဋ္ဌဆရာတော်ဗဒ္ဒနာပညိနာပေါ့နော်ပညိနာပေါ့နော်အဲ့တော့ तू ကရှေ့ရနေရ96ပါးသောယောဂနဲ့ပြန်လုံတော်မူသွားပါတယ်အသက်ကပြန်လုံဖို့အချိန်မှာတက်တော်89 80ပေါ့ဗျာဝါတော့59ကရှိပြီတဲ့နော်ဆိုတော့ပြန်လုံတဲ့အချိန်မှာတော့ပြန်လုံဖို့ပြီးတော့ဒီနေ့ဩဂုတ်လ7ရက်ဒီနေ့မှာတော့ဒါရန်ကုန်ရေဝဲတုတ်တာမှာဒီနေ့ကျင်းပသွားပါတယ်ဆိုတော့ဒါမြန်မာပြက်ကလေးအကြံပေးဖွဲ့ဥက္ကဋ္ဌဆရာတော်တစ်ပါးပြန်လုံတော်မူတာကိုလူတွေမသိမှဆိုလို့သူ့ရဲ့တပည့်တွေမသိမှဆိုလို့ကျွန်တော်မီဒီယာနဲ့ပေးသိတာဖြစ်ပါတယ်တချို့တွေမသိလိုက်ကြသေးပါဘူးတချို့တွေတော့ဒါဒီနေ့သူ့ရဲ့ဒီဆရာတော်ရဲ့ဒီဇာပနာကိုတော့အားလုံးသွားကြပါတယ်ပေါ့နော်ဒီဇာပနာကိုတော့ဆိုတော့တချို့တွေသွားကြပါတယ်တချို့တွေတော့ပြကြလို့သိရတယ်ဒါလေးလဲကျွန်တော်ဒီနေ့အပိတ်သတင်းလေးလိုမျိုးသဘောထားပြီးတော့ကျွန်တော်ဒီနေ့ပြပြတာပါအဲ့တော့ကျွန်တော်ဒီဆက်မှုတော့ဒီနေရာမှာဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်အားလုံးပဲကိုကြီးကသိရှိပါတိုင်းပြည်ကိုစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်လဝါတီးပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတော့ဘာလို့ပြောရင်းနဲ့ဒီနေ့လည်းကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာဒီနေ့မှာတော့ရွှေဘိုရီပေးကယ်ဆယ်ရေးဖြစ်စဉ်ကနေစတင်ပြီးပြည်내လက်နက်ကိုင်အဖွဲ့တွေအကြောင်းနိုင်ငံရေးအခြေအနေတွေနဲ့တိုက်ပွဲတွေကြားကငြိမ်းချမ်းရေးအခြေအနေထိတင်ဆက်ပေးခဲ့ပါတယ်။လက်ရှိအခြေအနေမှာတဘာဝဘေးကိုရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့အကူအညီတွေကအရေးကြီးသလိုပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့မတည်ငြိမ်မှုတွေကိုလည်းအဆုံးသတ်နိုင်ဖို့လိုအပ်နေပါတယ်။နောက်ဆုံးမှာတော့ဘယ်ဘက်ကဘလို့မြင်ရှိပြည်သူတွေအတွက်အရေးကြီးဆုံးကတည်ငြိမ်အေးချမ်းပြီးလုံခြုံတဲ့ဘဝကိုပြန်လည်ရရှိနိုင်ရေးပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကိုဒီမှာပဲရပ်နားလိုက်ပါတယ်။နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်။